အားလုံးပဲမင်္ဂလာပါဒီခေါက်မှာတော့ကျွန်တော်ရှင်းပြပေးခြင်းနဲ့အကြောင်းအရာလေးကတော့ face sequence protector လို့ခေါ်တဲ့ device လေးပေါ့နော်တနည်းအားဖြင့် harmony control relay လို့လည်းခေါ်တယ်ဒီကောင်လေးကိုဘယ်မှာအသုံးများလဲဆိုရင်တော့ကျွန်တော်တို့ဒီစက်ရုံတွေမှာရှိတဲ့ industrial control ပိုင်းတွေမှာအဓိကသုံးတယ်ပြီးရင်ဓာတ်လေကားတွေမှာရှိတဲ့ control ပိုင်းတွေမှာလည်းသုံးတယ်ပေါ့နော်ပြီးရင် 3 phase motor တွေလည်းအဓိကသုံးပါတယ်ဒီမျိုးစားလေးကတော့ 3 phase harmony control relay ပေါ့နော် 3 phase face sequence protector လို့လည်းခေါ်ပါတယ်အဲဒါဆိုရင်ကျွန်တော်ဒီကောင်လေးမှာပါတဲ့အကြောင်းအရာလေးတွေကိုအသေးစိတ်လေ့လာကြည့်အောင်ပေါ့နော်သူရဲ့ဘေးမှာပါတဲ့ diagram လေးကိုကြည့်မယ်ဆိုရင်ဒါ line 1 line 2 line 3ပေါ့နော်အဲ့ဒါတော့ဒါကျွန်တော်တို့ power supply ပေးရမယ်3 phase line 3 line ပေါ့နော်ပြီးရင်ဒီမှာ set ဆိုတာကတော့ဒါ common ပေါ့နော်စနစ်ကကြတော့ normally close တလေးကကြတော့ normally open ကျွန်တော်တို့က power supply line 3 line ပေးလိုက်လို့ line 3 line မှန်နေဆိုရင်တော့ဒီအထက်ကsetting နဲ့ set ကတော့ကျွန်တော်တို့ဒီ normally open ဖြစ်သွားပြီးတော့ NO ဖြစ်သွားပြီးတော့เนาะ setting နဲ့ set ကတော့ NC ဖြစ်သွားမှာပေါ့ဒါဆိုသူရဲ့လုံးလုံးပုတ်ကတော့ကြိုးတက်ဆင်ရမယ့်ပုံစံတော့ဒီ diagram တိုင်းလေးပေါ့เนาะဟုတ်အဲဆိုရင်ကျွန်တော်တို့ဒီမှာပါတဲ့ setting တွေကိုတစ်ချက်ကြည့်ရအောင်ပါဒီမှာတော့အများကြီးတော့မပါပါဘူးဒီအပေါ်မှာပါတဲ့ဟာလေးကကျတော့ဒါကျွန်တော်တို့ voltage selection range ပေါ့နော်ဒါကတော့ကျွန်တော်တို့ကဒီက3 phase sequence protector 3 phase အမျိုးအစားဖြစ်တဲ့အတွက်3 phase ကကိုဒီ standard ဥမာ400volt ဆိုလဲ400volt ပေါ့နော်380 volt ဆိုလဲ380 volt 290 volt ဆိုလဲ290 volt ဒီမှာဒါပြီးတော့ကျွန်တော်တို့ချိန်ပေးရတာပေါ့နော်ပြီးလို့ရှိရင်ဒါကတော့ဒီ T ဆိုတဲ့ဟာလေးကကျတော့ဒါ time second ပေါ့နော် second ကကျတော့သူကဘယ်လိုဟာမျိုးကိုပြောလဲဆိုတော့ဥပမာဒီ phase sequence protector ကိုကျွန်တော်တို့က line 3 line ပေးလိုက်တဲ့အခါမှာတစ် line အောက်သွားတာပဲဖြစ်ဖြစ်line တလိုက်အောက်တာပဲဖြစ်ဖြစ်ဥပမာ anabolate over voltage ဖြစ်သွားတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒီခါကျလို့ရှိရင်သူကဘယ်နဲ့စက္ကန့်အတင်းမှာဖြတ်ချမလဲဆိုတာကိုချိန်ရတဲ့စက္ကန့်ပေါ့နော်ဒီဆိုတာရတဲ့စက္ကန့်ပြီးရင်ဒီအောက်မှာတွေ့တဲ့ data u ဆိုတာကတော့ကျွန်တော်တို့ကဒီသူကတော့ percentage နဲ့ပြန်တွက်ပြီးတော့ချိန်ရတာပေါ့နော် data u ကကျတော့ over voltage under voltage ကိုဘယ်လောက်ထိဘယ်လောက် percentage ထိဖြစ်မလဲဆိုတာကိုဘယ်လောက် percentage ထိခံမလဲဆိုတာကိုချိန်တာပေါ့ဥပမာ over voltage ဖြစ်သွားတယ်ဆိုရင်လည်း over voltage ဘယ်လောက်ထက်ကျော်သွားလို့ရှိရင်ဖြတ်ချမလဲပေါ့နော်ပြီးလို့ရှိရင် under voltage ဆိုရင်လည်း under voltage ဘယ်လောက်အောက် voltage ဘယ်လောက်အောက်ရော့သွားလို့ရှိရင်ဖြတ်ချမလဲဆိုတာကိုဒါကတော့ data u ဆိုတော့ under voltage over voltage ကိုချိန်တဲ့ဟာပေါ့နော်ဒါကတော့ percentage နဲ့တွက်ပြီးချိန်ရတယ်အောက်ကကျတော့ ASY ဆိုတာကကျတော့ဒီပြောင်းလဲပေါ့နော် asymmetry ပေါ့ asymmetry ကကျတော့သူကဒီasymmetry adjustment ပေါ့နော် asymmetry adjustment ကဥပမာကျွန်တော်တို့ဒီ3 phase voltage ပေါ့နော်3 phase voltage line တစ်ခုနဲ့တစ်ခုကြားမှာသူကဒီအကွာဟပေါ့နော် voltage အကွာဟဘယ်လောက်ထိခံမလဲဆိုတာကိုချိန်တာပေါ့နော် ambulance တနည်းအားဖြင့်ဆို ambulance voltage ပေါ့နော် ambulance phase ပေါ့နော် ambulance voltage ambulance phase ပေါ့တနည်းဒီ voltage line တစ် line နဲ့တစ် line ကြားမှာ voltage ဘယ်လောက်ထိအကွာဖြစ်တာကိုသူကခံမလဲပေါ့အဲ့ဒါကိုချိန်တဲ့ဟာပေါ့နော်သူကလည်း percentage နဲ့ပြန်တွက်ပြီးချိန်ရတယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီဟာလေးတွေကိုအသေးစိတ်တခုချင်းစီကိုပြန်ပြီးတော့တော့ပြပေးမယ်ပေါ့နော်ဟုတ်ဒီလက်ရှိကတော့သူ့မှာပါတဲ့ဟာလေးတွေကတော့ဒီ setting လေးတွေကတော့၄ခုလောက်ပဲရှိမယ်ပေါ့နော်ပြီးရင်ဒီဘက်မှာကျတော့ဒါကတော့ကျွန်တော်တို့ထည့်ရမယ် phase ပေါ့နော် phase က line 1 line 2 line 3ပေါ့နော် R1B ပေါ့နော်line ကတော့တစ် line နဲ့တစ် line သူကမှန်မှရမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဘက်မှာပါတဲ့ဟာကတော့ဒါကတော့ကျွန်တော်တို့က output context တွေပေါ့နော်ဒီဘက်မှာသူရဲ့ diagram လေးလည်းပါတယ်ပေါ့နော်